ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာ MMA Sport Play မြန်မာကနေဒီနေ့ည Emirates Stadium မှာကစားခဲ့တဲ့ Arsenal နဲ့ Manchester United တို့ရဲ့အကြိတ်အနယ်ရှိလာတဲ့ပွဲပြီးသုံးသက်ချက်ကိုတင်ဆက်ပေးလိုက်ပါတယ် Premier League ရဲ့ထိပ်သီးနှစ်သိန်းထိပ်တိုက်တွေ့ဆုံမှုမှာ Manchester United ကဇက်ရှင်အမြင့်ဆုံးအချိန်မှာအနိုင်ကိုသွင်းပြီး Arsenal ကိုသူတို့အိမ်ကွင်းမှာအကြီးကျယ်ဒုက္ခပေးသွားခဲ့တာပါရလဒ်ကတော့ Arsenal ရဲ့ Emirates Stadium ကွင်းမှာ Manchester United က3-2နဲ့အံ့အားသင့်ဖွယ်အနိုင်ရသွားခဲ့ပါတယ်ဗျာကဲပွဲစဉ်တစ်လျှောက်ပြန်ကြည့်အောင်ပွဲစကတည်းက Arsenal ကဖိအားပေးခဲ့လို့29မိနစ်မှာ OD ကတည်းကကမ်းချက်ကနေတဆင့် United နတ်ခန်လူ Lisandro Martinez ရဲ့ခြေဖနှောက်နဲ့ထိပြီး Arsenal ကိုဥဆောင်ဖို့ပေးခဲ့ရပါတယ်ဒါပေမဲ့10မိနစ်အကြာမှာပဲ Arsenal ကွင်းလယ်လူ Subimendi ရဲ့ပေါ်ဆိုင်နောက်ပြန်ပြီးဘောအမကနေ MBU မိုက United အတွက်ခြေပါကိုပြန်သွင်းပေးခဲ့လို့ပထမပိုင်းမှာတကိုးစီတရေရလာဖြစ်နေခဲ့တာပါဗျာဒုတိယပိုင်း49မိနစ်မှာတော့ပွဲကပိုကျန်းလာပါတယ် United လူငယ်လေး Patrick Dorgu က area အပြင်ကနေ David Raya မတတ်နိုင်တဲ့အဝေးကန်ချက်နဲ့လှလှပပကန်သွင်းပြီးဒုတိယပိုင်းရဲ့ဥဆောင်ကိုယူပေးခဲ့တာပါ Arsenal ဘက်ကလူစားလဲမှုတွေလုပ်ပြီးပြန်တိုက်စစ်ဆင်ခဲ့လို့84မိနစ်မှာတော့လူစားဝင်လာတဲ့ Mike Marino ကဒေါင်ကန်ဘောကနေတဆင့်အဖိုးတန်ချေပကိုပြန်သွင်းပေးခဲ့ပါတယ်ဒါပေမဲ့ Arsenal ပရိသတ်တဲ့ပျော်ရွှင်ခြင်းက3မိနစ်ပဲခံခဲ့ပါတယ်89မိနစ်မှာ United ရဲ့လူစားဝင်ကစားသမား Matías Cunha က Arsenal နောက်ခံလူတွေကိုကြော်ဖြတ်ပြီး25ခွိုက်အကွာမှနေအနိုင်ဂိုးကိုလှလှပပကန်သွင်းသွားခဲ့ပါတယ်အချိန်ပို့9မိနစ်ကတော့တရဲနီလေးများကရုပ်ရှင်ရိုက်လိုက် Emirates မြက်ခင်းပေါ် Ipset အနားယူလိုက်နေပဲအချိန်တွေကုန်ဆုံးသွားခဲ့ပါတယ် Michael Carrick လက်ထက်မှာ United က Man City ကိုတော့ Arsenal ကိုပါအနိုင်ယူပြပြီး Manchester United ကတော့တကယ့်ကိုကြောက်စရာကောင်းတဲ့အသင်းတစ်သင်းဖြစ်လာပါပြီ Arsenal အသက်ကတော့အစပိုင်းပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီမဲ့နောက်ပိုင်းတဦးချင်းအမားအနေနဲ့ခန်းစစ်အားနည်းချက်ကြောင့်ရှုံးနိမ့်ခဲ့ရပါတယ်ဒါဟာ Arsenal အသက်ဒီယာဒီအိမ်ကွင်းမှာပထမဆုံးရှုံးနိမ့်မှုဖြစ်တယ်လို့2019ခုနှစ်နောက်ပိုင်း Emirates မှာ United ကိုပထမဆုံးပြန်ရှုံးတဲ့မှတ်တမ်းဆိုးလဲဖြစ်သွားခဲ့ပါတယ်ကဲပရိသတ်ကြီးကတော့ဘယ်လိုထင်လဲဒီနေ့ပွဲမှာ Arsenal ဘာတွေမှားယွင်းခဲ့လဲလို့ထင်လဲ United ကတော့ဒီခြေစွမ်းနဲ့ Top 4ကိုအခိုင်အမာယူသွားနိုင်မလား comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ဗျာနောက်ထပ်အားကစားသတင်းတွေအတွက်ကျွန်တော်ရဲ့ Facebook YouTube နဲ့ TikTok တို့ကို follow လုပ်ထားဖို့မမေ့နဲ့ဦးနော်ကျွန်တော် Telegram မှာပွဲကြီးပွဲကောင်းတွေကို live လွှင့်ပေးမှာမို့လို့အခုပဲ join ထားလိုက်ကောနော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ဗျာ